ပေါ်တူဂီအသင်းကတော့ခရိုအေးရှားကို2-1နဲ့အနိုင်ယူပြီးနောက်တစ်ဆင့်ကိုယုံကြည်မှုအပြည့်နဲ့တက်လှမ်းသွားခဲ့ပါတယ်။ဒီပွဲမှာခရိုအေးရှားကပွဲချိန်53မိနစ်မှာအီဗန်ပယ်ရီရှိရဲ့တွင်းဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမဲ့ပေါ်တူဂီကလုံးဝလက်မလျှော့ခဲ့ပါဘူး။68မိနစ်မှာတော့အသင်းကောင်းဆောင်ခရစ္စတီယာနိုရိုနယ်ဒိုကပင်နယ်တီကနေအမှားမရှိကန်သွင်းပြီးပွဲကိုတက်ပြန်ညှိပေးခဲ့ပါတယ်။ဖိအားအများဆုံးအချိန်မှာတာဝန်ယူနိုင်တဲ့ရိုနယ်ဒိုရဲ့အတွေ့အကြုံကထပ်မံပြသခဲ့တာပါ။ပွဲပြီးခါနီးနာကျင်အချိန်ပို94မိနစ်မှာတော့ဂွန်ဇာလိုယာမို့စ်ကအနိုင်ဂိုးကိုသွင်းယူခဲ့ပြီးပေါ်တူဂီပရိသတ်တွေကိုအကြီးအကျယ်ပျော်ရွှင်စေခဲ့ပါတယ်။ဒီပွဲကပေါ်တူဂီအသင်းရဲ့စိတ်ဓာတ်အတွေ့အကြုံနဲ့အရေးသွေးကိုပြသခဲ့တဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။နောက်ကျနေချိန်မှာတောင်အရှုံးကိုလက်မခံဘဲအနိုင်ရအောင်ပြန်လည်တိုက်ပွဲဝင်နိုင်ခဲ့ကြတာကချန်ပီယံအသင်းတစ်သင်းရဲ့စရိုက်လက္ခဏာပါပဲ။ရိုနယ်ဒိုကအသက်အရွယ်တိုးလာပေမဲ့အရေးကြီးတဲ့ပွဲတွေမှာအသင်းအတွက်ခြားနားမှုကိုဖန်တီးပေးနိုင်ဆဲဖြစ်ကြောင်းထပ်မံသက်သေပြခဲ့ပါတယ်။ယာမို့စ်ကလည်းလူစားဝင်လာပြီးအနိုင်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်ပေါ်တူဂီရဲ့တိုက်စစ်အင်အားကပိုပြီးကြောက်စရာကောင်းလာပါတယ်။ဒီနိုင်ပွဲနဲ့အတူပေါ်တူဂီအသင်းဟာနောက်တစ်ဆင့်အတွက်ယုံကြည်မှုအပြည့်ရရှိသွားခဲ့ပြီးပြိုင်ဘက်အသင်းတွေအတွက်လည်းသတိထားရမယ့်အသင်းတစ်သင်းအဖြစ်ဆက်လက်ရပ်တည်နေပါတယ်။ရိုနယ်ဒိုဦးဆောင်တဲ့ပေါ်တူဂီအသင်းကဒီတစ်ခေါက်မှာချန်ပီယံဖြစ်နိုင်မယ်လို့ထင်လားခန့်မှန်းမှာတင့်အမြင်ကိုမျှဝေပေးခဲ့ပါဦး။